ကလေးတွေဒေါသတကြီးနဲ့ပောက်ကွဲတယ်ဆိုတာဘာကြောင့်ဖြစ်တာလဲ၃နှစ်အောက်ကလေးတွေဆိုလို့ရှိရင်ဒါကိုကျမတို့အဖြစ်အများဆုံးလို့ပြောလို့ရတယ်ပေါ့နော်ဒေါသတကြီးနဲ့ပောက်ကွဲတာကြီးကြတဲ့အဆင့်ထက်ကိုကျော်သွားပြီအရန်တောင်းညံ့တာအမေကိုစပင်းနေဆွဲမယ်ကျမ်းပြမှာလူးလိမ့်မယ်တက်မတက်ချက်မတက်ငိုမယ်အတန်ကြီးပြာထွက်မတက်အော်မယ်နော်ဒီလိုအဆင့်မျိုးဆိုရင်ကျမတို့ကchild psychology မှာသုံးတယ် tantrum throwing လုပ်တယ်လို့ခေါ်တယ်အပြင်းအထန်ကြီးကြအော်ဟစ်ပောက်ကွဲတဲ့အဆင့်ကိုရောက်သွားတာပေါ့နော်ဒါဒီကျမတို့၃နှစ်အောက်ကလေးတွေမှာအဖြစ်များတယ်အတွေ့များတယ်ဘာဖြစ်လို့လဲဆိုရင်၃နှစ်အောက်ကလေးတွေရဲ့သူတို့ရဲ့ဒီ left side of the brain left brain ကကောင်းကောင်းမဖွင့်ဖြိုးသေးဘူး fully develop မဖြစ်သေးတဲ့အချိန်မှာသူတို့ရဲ့ right brain ရဲ့လွှမ်းမိုးမှုအားပိုများတယ်ပေါ့နော်ပိုများတော့သူတို့ရဲ့တက်လာတဲ့ emotion တွေစိတ်တိုတယ်ဒေါသထွက်တယ်အော်ဟစ်ခြင်းတယ်ငိုခြင်းတယ်ပောက်ကွဲခြင်းတယ်ဒါတွေအကုန်လုံးကိုဘာမှဟန်ဆောင်ထားခြင်းမရှိဘဲနဲ့အရှိကိုအရှိတိုင်းသူတို့ကချပြတာဖြစ်တယ်ဆိုတော့အဲ့ဒီအချိန်မှာကျမတို့လူကြီးတွေကဒီကလေးကတောင်းညံ့လိုက်တာဒီကလေးကအရန်ဒေါသကြီးတာပဲတိတ်ကိုစိတ်ကြီးတာဒီလိုမျိုးပြောမဲ့အစားအော်သူကသူ့ရဲ့ emotion ကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုမသိသေးတာမတက်သေးတာမတင်ရသေးတာဆိုတဲ့ point of view ကနေကျမတို့ကကလေးကိုကြည့်ပေးသင့်ပါတယ်အဲ့လိုမျိုးပေါ့နော်ကလေးတွေ tantrum throwing လုပ်ပြီးဆိုလို့ရှိရင်နံပါတ်1လူကြီးတွေအနေနဲ့အတင်းဖြည့်ရှင်းဖို့မကြိုးစားစေချင်ဘူးကလေးကိုပေါ့နော်ဘာဖြစ်လို့လဲဘာလို့အရန်ငိုနေရလဲအတင်းအသေးအတန်လူးလှိမ့်အော်ဟစ်နေတဲ့ကလေးကိုတခါတည်းချုပ်ပြီးတော့အတင်းပွေထားတာမျိုးညှစ်ထားတာမျိုးပေါ့နော်ဒါမျိုးတွေလည်းကျမတို့ကမလုပ်ရအောင်ဒါမှမဟုတ်တချို့ဆိုလည်းရှိတယ်ငိုနေတဲ့ကလေးကိုငိုရကောင်းလားဆိုပြီးတော့ပို့ရိုက်တဲ့ကိစ္စတွေပေါ့နော်ဆိုတော့ဒါမျိုးတွေကလုံးဝမလုပ်ရဘူးကျမတို့လုပ်လို့ရတဲ့ဟာလေးရှိတယ်၃ခုပေါ့နော်အဲ့ဒါပြောပြမယ်နံပါတ်1ကကြတော့ကလေးကို safe ဖြစ်အောင်ထားပါသူကဒေါသတကြီးအော်ဟစ်တောင်းညံ့နေတာလေဆိုတော့အဲ့ဒီအချိန်မှာကျမ်းမြေပေါ်မှာလူးလှိမ့်နေရဖြစ်ရင်ဖြစ်မယ်ဆိုတော့အဲ့လိုအချိန်မျိုးမှာကလေးရဲ့ဘေးနားမှာကလေးထိခိုက်နိုင်တဲ့အရာတွေပေါ့နော်ခြုံထက်တဲ့ပစ္စည်းတွေအန်တရယ်ဖြစ်စေနိုင်တဲ့ပစ္စည်းတွေကိုတတ်နိုင်သလောက်ဘေးဖယ်ထားပေးလိုက်ဟိုဆိုလိုတာကသူ့ကိုတောင်းချမ်းခွင့်ပေးရအောင်ပြောတာမဟုတ်ဘူးเนาะသူမသိလိုက်မသိပါတာနဲ့ထိခိုက်သွားမှာဆိုလို့ဒီအရာကိုကျမတို့ကကာကွယ်ပေးရအဲ့တော့ကလေးကို safe ဖြစ်အောင်အရင်ဆုံးထားပေးရမယ်ဒါနံပါတ်1အချက်နံပါတ်2ကကြတော့ကလေးမှာဖြစ်နေတဲ့ feelings ကိုနာမည်တက်ပေးရမယ်ဘာလို့လဲဆိုတော့ကလေးတစ်ယောက်ကသူဘာကြောင့်ဒီလောက်ထိဒေါသတကြီးနဲ့ပောက်ကွဲထွက်လာတာလဲဘာကြောင့်မျက်ရည်တွေကပေါက်နဲ့ကျလာတာလဲဘာကြောင့်အော်ကျင်လာတာလဲဒါတွေအကုန်လုံးကိုသူ့ရဲ့ brain တတိလေးကဘလို့မှသူဒါကိုမသိနိုင်ဘူးပေါ့နော်မသိနိုင်တဲ့အတွက်ကြောင့်မို့လို့လူကြီးတွေကပြောပေးရမှာဒီသားစိတ်ဆိုးလို့ဖြစ်နေတာဒေါသထွက်လို့ဒီလိုမျိုးငိုနေတာဒါလေးပြောပေးရမယ်ပေါ့နော်ဆိုတော့ဒါဆိုရင်ကလေးကအော်ငါစိတ်ဆိုးရင်ဒေါသထွက်တဲ့အချိန်မှာဒီလိုမျိုးဖြစ်တတ်တယ်ဒါဟာ it just a feeling it just an emotion ဆိုတဲ့ဟာမျိုးကိုသူသိသွားပါလိမ့်မယ်ပေါ့နော်ဒါကျမတို့နံပါတ်2လုပ်ပေးရမယ်အချက်ဖြစ်ပါတယ်နောက်ဆုံးနံပါတ်3ကတော့ကလေးကသူ calm down ဖြစ်သွားတဲ့အချိန်တစ်ချိန်ရှိမယ်ကျွန်တော်တို့ဒါလေးကိုနည်းနည်းတော့စောင့်ရမယ်သူ calm down ဖြစ်သွားပြီးရှိုက်ကြီးတငယ်ငိုနေရတယ်လည်းရက်သွားပြီးဒေါသတကြီးပောက်ကွဲနေရလေးတွေလည်းခဏလေးအရှိန်လျော့သွားပြီးဆိုတဲ့အချိန်မှာလူကြီးကိုလာပြီးတော့သူကပြန်ပြီးတော့ connect လုပ်ပါလိမ့်မယ်အဲ့ကြရင်မိဘကပြောပေးရမယ့်ဟာကတားဒီလိုမျိုးစကားနဲ့ပြောတာကိုအဆင်ပြေတယ်ဒီလိုမျိုးမမေကိုစကားနဲ့လာပြောတာကောင်းတယ်ဒီလိုမျိုးလာပြောတဲ့ဟာပဲမမေကနားလဲတာစကားနဲ့ပဲပြောစကားနဲ့ပြောရင်မမေကနားလဲတယ်တားပါလူချင်းလဲဆိုတော့မမေကသိတယ်ဒါမျိုးလေးပေါ့နော်သူ့ရဲ့ပြန်ပြီးတော့တည်ငြိမ်သွားတဲ့အခြေအနေကလေးကိုကျမတို့ကpraise လုပ်ပေးရမယ်ချီးကျူးပေးရမယ်ဆိုတော့ဒီ၃ချက်ကလေးကိုလုပ်ကြည့်ပေးပါ tantrum ဖြစ်နေတဲ့ကလေးတွေနဲ့မိဘတွေနဲ့ကြားမှာအချိန်တိုတိုနဲ့ပေါ့နော်ပြန်ပြီးတော့ relationship တစ်ခုကိုပြန်တည်ဆောက်နိုင်ပါလိမ့်မယ်ရှင်ဒီချက်ခင်မှာနောက်ထပ်ဗီဒီယိုတွေမှာကျမတို့ပြန်တွေ့ပါမယ်